င်္ဂလာသတို့တာကစားပြီးတော့မိမိရဲ့အသက်တမချစ်ခင်ကျင်နာမြင်လို့ရရင်မင်္ဂလာသတို့သမီးကြောင့်ကိုမင်္ဂလာအချစ်ကိတ်မှုချွတ်ချိုလေးစတင်ခွတ်ကြွေးမှုအစီအစဉ်ပဲဖြစ်ပါရဲ့ရှင်ကိတ်မှုချွတ်ချိုလေးအဒါလေးကိုဆောက်မလို့နဲ့လူမဲယုံကြည်တယ်မင်္ဂလာဆောင်တဲ့ရန်ကဆက်လက်ပြီးတော့မင်္ဂလာသတို့သမီးလေးကလည်းမိမိရဲ့ချစ်ခင်ရဲ့နှုတ်တမှုထားရတဲ့မင်္ဂလာသတို့သားအားမင်္ဂလာအချစ်ကိတ်မှုချွတ်ချိုလေးပြန်လည်ခွတ်ကြွေးဖို့အစီအစဉ်ပဲဖြစ်ပါရဲ့ရှင်ဆောင်းတာထိုးလို့လိုက်ဆက်လက်၍မင်္ဂလာပန်းကုန်းများချစ်မြတ်တဲ့အစီအစဉ်ပဲဖြစ်ပါရဲ့ရှင်ဒါကြောင့်မို့မင်္ဂလာမောင်မေတို့အားမင်္ဂလာပန်းကုန်းများချစ်မြတ်ပေးပါရဲ့ဥစ္စာမင်းဦးနဲ့ဒေါခင်မောင်ဦးတို့မှာနှွေးထွေးကျင်နာသောမေတ္တာတရားတို့နဲ့အတူမင်္ဂလာပန်းကုန်းများချစ်မြတ်ပေးပါရဲ့မေတ္တာရက်ခံအပ်ပါရဲ့ရှင်ဆန္ဒလေးပဲနေတူဆက်လက်၍မင်္ဂလာမောင်နှံတို့ရဲ့မင်္ဂလာရှင်လက်ကိုတွဲ၍မင်္ဂလာရေပန်းခရ၌ထည့်၍လက်ထပ်ပေးပါရန်အစီအစဉ်ပဲဖြစ်ပါရဲ့ရှင်ဣတံဥတကံတတထာဝိယတိလတဝိယဧဝံတုံမီဝိအပိစစ္စာတိလတဟောတာဣတံဥတကံဤဖလားထဲ၌ထည့်ထားသောရေများသည်တန်တထသူနကိုချစ်ချင်းနီးနှောကြကုန်သည်အဘိစစ္စာမကွဲမပြားတသားရဲရာတပ်ပံရုံးမြေကြအောင်ပေါင်းသိနိုင်ကြကုန်သည်တိတလံအင်းမြကြည်လင်းစီပင်သာယာချမ်းသာစွာနေနိုင်ကြကုန်သည်ဟောထစင်စစ်မသွေဖြစ်နိုင်ကြပါစေကုန်တည်းလို့အတိတ်ပေးရပါတယ်ရှင်ယနေ့ကြောက်ရောက်လာကြတဲ့ဘုံတရီရှိဧည့်သည်တော်များရှင်မင်္ဂလာမောင်နှံတို့ဟာဆိုရင်စစ်မှန်တဲ့ချစ်ချင်းမြတ်တာတွေပေါင်းဆက်ပြီးတော့တာယာလှပတဲ့ရွှေရအနာဂတ်ချစ်ခရီးကိုနှစ်ကူတူရှစ်ဆက်ဖို့ရာအတောက်ပဆုံးသောငွေကြေးဝင်းနှစင်းရဲ့ဂုဏ်ယူစွာချစ်လန်းတင်များစတင်တော်မင်္ဂလာနေ့ရဲ့ပဲဖြစ်ပါတယ်ရှင်တို့ပါတော့ကြောင့်ဘုံတရီရှိမင်းပရိသတ်အပေါင်းတို့ကမင်္ဂလာရွှေလက်ခုပ်တံများနဲ့အတူဂုဏ်ပြုကြိုဆိုကြပါစို့လားရှင်